ပူပြင်းတဲ့ရာသီဥတုနဲ့ကလေးငယ်တို့ရဲ့ကျန်းမာရေးယခုရက်ပိုင်းတွင်ပြင်းပြင်းထန်ထန်ပူပြင်းတဲ့ရာသီဥတုနဲ့လူအများရင်ဆိုင်လျက်ရှိကြပြီးကလေးငယ်တွေဟာလူကြီးလိုမဟုတ်ပဲရာသီဥတုတန်ခံနိုင်ရည်နှဲပါလေးရှိကြတာကြောင့်ခုဆိုရင်အပူချိန်ပြင်းထန်တဲ့ရာသီမှာကလေးငယ်တွေပြင်ပရာသီဥတုကြောင့်အန္တရာယ်တွေမဖြစ်ဖို့သတိထားစောင့်ရှောက်တင်ကြောင်းကျန်းမာရေးပညာရှင်တွေကပြောနေပါတယ်။ကလေးငယ်တွေဟာယခုရက်ပိုင်းအတော်အတွင်းပြင်ပအပူချိန်မြင့်မားလာတာကြောင့်မလို့ကိုယ်ပူချိန်တွေမြင့်တက်လာနိုင်သလိုဖျားနာခြင်းကြောင့်လည်းကိုယ်ပူချိန်တွေမြင့်တက်လာနိုင်ပါတယ်။ဒါအပြင်အခုရက်ပိုင်းအတွင်းမှာဆိုရင်ချောင်းဆိုးတာတွေနှာစေးတာတွေနဲ့ဖျားနာခြင်းတို့တွေဟာလည်းတဖန်ပြန်လည်ဖြစ်ပွားမှုဖြစ်လာတဲ့အတွက်ကြောင့်မိဘတွေအနေနဲ့ပြင်ပအပူချိန်ကြောင့်ကိုယ်ပူချိန်မြင့်တက်ခြင်းနဲ့မှားယွင်းနိုင်ကြောင်းလည်းသိရှိရပါတယ်။ဒါကြောင့်မလို့ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်